နံပါတ်4ကိုဆက်ကြည့်ပါမယ်4ရဲ့ A ကိုဆက်တွက်မယ်4A မှာကျတော့သူကအမှာအနှုတ်ဆိုတော့ကျတော့အစားပုံစံရေးမယ် log A 64/4ဒီဘက်မှာကျတော့ကျတော့ log ကိုသူက log HH ပဲယူမှရမှာပေါ့နော် log HH power 1ဆိုရင်သူကအမှာ1ထွက်မှာနော် log HH ပုံစံဖော်လိုက်မယ်ပြီးရင်သူကိုအမှာ equity သုံးမယ်ပေါ့နော် 64/4 equal to 8ဆိုတော့ h equal to 4 တလီ46ရမယ်ဆိုတော့16ထွက်ပါမယ်နောက်ထပ်ကျတော့ b ကိုဆက်ကြည့်မယ်နော်ဒီဘက်မှာပဲသူကလည်းပဲ log a အပေါင်းဆိုတော့မြှောက်မယ်ဆိုတော့64ရမယ်ပြီးရင် log h power 3ထွက်မယ်အဲတော့ equity ယူလိုက်မယ်ဆိုတော့64 equal to h cube ပေါ့နော်အဲတော့ h equal to q of 64ကသူကအမှာ plus or minus 4ထွက်မယ်ဆိုတော့ sorry ဒီမှာ q root ရေးရမှာပေါ့နော် square root သွားရေးလိုက် q root ဖြစ်သွားမယ် q of 64ကဒါ4 3တက်ဆိုတော့ကျတော့ h တန်ဖိုးက4ထွက်သွားပါမယ်ဒီရဲ့ c ကိုဆက်သွားမယ်4c မှာ log h အနှုတ်ဆိုတော့စားမယ်4/3 equal to log h square ပေါ့နော်အဲတော့ equity သုံးမယ်ဆိုတော့4/3 equal to h square ပေါ့အဲတော့သူ့ကို h ကိုလိုချင်တော့ကျတော့ square root of 4/3ဖြစ်သွားတယ်square root ကသူကအမှာsorry ကျဲပါနော်နှစ်ကိုမေ့သွားတယ်ခဏလေးပါနော်ဒါလေးပြန်ပြင်ပြီးပြန်တွက်မယ်ပါဝါဓာတ်ကိုကျဲတင်ဖို့ဟိုဖြစ်သွားပါတယ်အဲတော့ဒီမှာပဲချိန်လိုက်တော့ရပါပြီနော်အနှုတ်ဆိုတော့ကျဲကိုစားမယ်ဒီနှစ်ကပါဝါဓာတ်လေးသွားတင်လိုက်နော်ဒီနှစ်ကိုမမြင်လိုက်လို့နှစ်တင်လိုက်တော့3နှစ်ထက်ကကျဲကို9ဖြစ်သွားမယ်အဲတော့ရသွားပြီ equity သုံးမယ်ဆိုတော့4/9 equal to h square h equal to square root of 4/9ဆိုတော့ကျတော့ perfect square အနေနဲ့4က2ထွက်မယ်9က3ထွက်မယ်အဲတော့ h equal to 2/3ရမယ်ပေါ့နော်နောက်ထပ်ကျတော့ဒီဘက်မှာပဲဆက်တွက်လိုက်တော့နော် d ကိုဆက်ကြည့်ပါမယ်အဲတော့ဒီမှာလည်းပဲသူက2ကိုကျတော့ပုံစံချရမယ်ပေါ့နော် log a 15 equal to log a square plus log a 5ပေါ့အဲဒါသူ့ကိုမြှောက်မယ်ပြီးတော့မှဒီဘက်နဲ့ရှင်းမယ်ပေါ့နော်မြှောက်လိုက်မယ်ဆိုတော့ 5a square ရမယ်ပြီး equity ယူမယ်ဆိုတော့15 equal to 5a square အဲဒါကျတော့ a square ဆိုတော့ဒါသွတ်စားမယ်ဆိုတော့5 3ရမယ်အဲတော့ h equal to square root 3ထွက်ပါမယ်အဲဆိုရင်ဒီထိပေါ့နော်နံပါတ်4ကိုနားလည်မယ်လို့ထင်ပါတယ်နောက်ထပ်ကျတော့နံပါတ်5ကိုဆက်သွားပါမယ် 5a ပေါ့နော်အဲတော့နံပါတ်5မှာကျတော့သူကနှစ်ထပ်တစ်ထပ် constant တန်းပုံစံကျကိုဖော်ရမယ်ပေါ့နော် quadratic ပုံစံတိုင်းပဲ a square plus b plus c equal 0ပေါ့အဲ့လိုပုံစံလေးဖော်ပြီးတော့ချက်ချေကခွဲမယ်တွက်မယ်ပေါ့နော်ဒီပုံစံပေါ့နံပါတ်5တခုကအဲ့လိုပုံစံနဲ့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် log 5a လေးကိုကိုကလေဒီ h လို့မြင်လိုက်ပေါ့သူ့ရဲ့ပုံမှာဒီလိုပါဝါတက်နှစ်ထပ်တင်ထားတယ်လို့မြင်လိုက်နော်အဲ့တော့ a square minus 3a plus 2ပုံစံသူကတခါတည်းအဲ့လိုပေါ်နေတဲ့ပုံလေးပေါ့အဲ့တော့ကျွန်တော်ကသူ့ကိုအမှာချက်ချေကလေးခွဲကြည့်နော်ဒီလိုပုံစံလေးပေါ်နေမှာသူက a square minus 3a plus 2ပေါ့နော်အဲ့ဒါကိုကျွန်တော်ကချက်ချေကခွဲပြီးတော့ဒီမှာပြန်ထည့်မယ်နော်အဲ့တော့ h ဖြစ်သွားမယ်နှစ်ကကြတော့နှစ်တလီနှုတ်ပေါင်းဆိုတော့ကျွန်တော်နှုတ်ယူလိုက်အဲ့တော့ h minus 2 h minus 1နေရာမှာဒီ h နေရာမှာ log 5h ကိုတန်းထည့်ပြီးရေးလိုက်တော့မယ်နော် log 5h minus 2ပြီးရင် log 5a minus 1ပေါ့နော်ပြီးရင်ကျတော့0နဲ့ညီလိုက်ရတယ်အဲ့တော့ပြီးရင်တစ်ခုချင်းစီမှာကျတော့ပြန်ညီလိုက်ပေါ့နော် log 5a minus 2 0နဲ့ပြီးရင်ကျတော့ log 5a minus 1 equal 0ပေါ့အဲ့တော့သူကအမှာ
gain တွေမှာအရင်ရွှေ့မှရမှာပေါ့နော် h ကိုရှားမှာဆိုတော့ exponential change ရမှာဆိုတော့ log 5h equal to 1ဖြစ်မယ် logarithm exponential change မယ်ဆိုတော့ h equal to 5 square ဆိုတော့ကျတော့ h equal to 25 ရမယ်ဒီဘက်မှာလည်းပဲ h equal to 5 to the power 1ဆိုတော့เนาะ5ဖြစ်သွားအဲ့ဆိုရင်နံပါတ် 5a ကိုနားလည်မယ်ထင်ပါတယ်နံပါတ် 5b ဆက်သွားပါမယ်နံပါတ် 5b မှာလည်းပဲသူ့ကိုဒီက gain လေးကိုတစ်ဖက်တော့ပြန်ရွှေ့ရမှာပေါ့နော် log 5a square minus log 5a square minus 15 equal 0ပေါ့အဲ့တော့သူ့ကိုလည်းပဲဒီကနှစ်ထပ်တစ်ထပ် constant တန်းလုပ်ဖို့အတွက်ပေါ့နော်အဲ့ဒါလေးကကျတော့ဒီမှာ log 5a square လေးကသူ့ကိုအမှ power ဓာတ်လေးကိုကျတော့အရှိချလိုက်တော့မှသူကရမှာပေါ့နော်ဒီမှာ square ဒီမှာ square ဖြစ်နေတော့မရတဲ့အတွက်ကြောင့်မို့ကျတော့ဒါလေးကို power ဓာတ်ကိုအရှိပြန်ချတဲ့ပုံစံနဲ့ရေးမယ်ပေါ့နော် log 5a ဒါကတော့ the whole square ပြီးရင်သူကဒီလိုဖြစ်သွားမယ် minus 2 power law ကိုသုံးလိုက်မယ်ပေါ့နော် log 5a ပြီးတော့မှ minus 15 0ပေါ့ဒါကြတော့မှကျတော့နှစ်ထပ်တစ်ထပ် constant တန်းပုံစံပေါ်ပြီဆိုရင်လက်ချိကဖွဲ့မယ်နော်အဲ့တော့သူကကျတော့ဒီမှာ15ဆိုတော့ကျတော့အမှဒါ a square ကတော့ h ပေါ့နော်ပြီးရင်5 3ဒီပြီးရင် minus 2လို့ကျွန်တော် minus plus ဖြစ်သွားမယ်အဲ့တော့သူ့ကိုရေးမယ်ဆိုတော့ log 5a minus 5တခွင်ပြီးရင်ကျတော့ log 5a plus 3တခွင်ရမယ် equal 0ပေါ့ပြီးရင်ကျတော့တစ်ခုချင်း0နဲ့ညီမယ် log 5a minus 5 0ပြီးရင် log 5a plus 3 0ပေါ့နော်အဲ့တော့တစ်ဖက်ရွှေ့မယ်ဆိုတော့ log 5a equal to 5 log 5a equal to minus 3ရအဲ့ပြီးရင်ကျတော့ exponential ပြန်တော့မယ်နော်ဒီဘက်မှာဆက်တွက်မယ် exponential သုံးမယ်ဆိုတော့ h equal to 5 to the power 5က h equal to 5 power minus 3ပေါ့နော်အဲ့တော့ဒါကတော့ကျတော့ calculator မှာရိုက်လိုက်မယ်ဆိုရင် h equal to 3.25ရပါမယ်ဒါ power ဓာတ် minus ကိုကျတော့1 မိုင်ခံလိုက်မယ်5 3ဓာတ်က1 2 5ထွက်ပါမယ်နံပါတ်5ရဲ့ c ကိုဆက်ကြည့်ပါမယ်အဲ့တော့နံပါတ် 5c ကလည်းဒါကျတော့ပုံစံဖော်ဖို့အတွက်18ကိုဒီဘက်ကိုရွှေ့မယ်ပေါ့နော်သူကလည်းအမှ log 5a square minus သူ့ကိုတစ်ခါလေးကျတော့ရွှေ့လိုက်တော့မယ်3 log 5a ပြီးရင် minus 18လို့ရေးလိုက်တော့မယ်0ပေါ့အဲ့တော့သူလည်းပဲနှစ်ထပ်တစ်ထပ် constant တန်းဖြစ်ပြီးတော့ဒါတစ်ချိတ်ကခွဲမယ် h 6 3ဒီလောက်လိုက်မယ်နော် minus 3လို့ကျွန်တော်အနှုတ်အပေါင်းအဲ့တော့သူကအမှ h ညမှာကျတော့ log 5a ပြန်ထည့်မယ် log 5a minus 6တခွင် log 5a plus 3တခွင်ရမယ်ပြီးရင်0ပေါ့အဲ့တော့ပြီးရင်သူ့ကိုတစ်ခုချင်းစီညီမယ် log 5a minus 6 0 log 5a minus 3 0ပေါ့ပြီးရင်တစ်ခါကိုပြန်ရွှေ့မယ် log 5a equal to 6 h equal to 5 to the power 6ရမယ်ပြီးရင်ဒီဘက်မှာလည်းပဲ log 5a equal to 3 h equal to 5 power 3ပေါ့နော်အဲ့ဒါဒီဘက်ဆက်တွက်မယ်အဲ့ဒါအမှ9 6တက်ကတော့ဒါ calculator သုံးလိုက်ရပြီเนาะဒီမှာဖြည့်ပေးရေးလိုက်တော့မယ်1 5 6 2 5ရပါမယ်ပြီးရင်9 3တက်ကကြတော့သူအမှဒါဟိုဖြစ်သွားမယ်120ပေါ့နော်ခဏလေးเนาะဒီမှာဟိုဖြစ်တာလက္ခဏာလေးဒီမှာအပေါင်းကိုအနှုတ်လုပ်ပြီးသွားเนาะအဲ့တော့ဒီနေရာလေးပြန်ချိန်လိုက်သူကခုနလိုပဲ minus ထွက်မှာပေါ့ sorry ပါ minus 3เนาะအဲ့ဒါဆိုရင်သူ1 minus 1 2 5ဖြစ်တော့မယ်သူက minus 3တော့5 power ကျတော့เนาะ minus 3ဖြစ်သွားမယ်ဒီလိုလေး5 power minus 3ဆို1 minus 1 to 5ဆိုပြီးရသွားမယ်5ဒီကိုဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့လည်းပဲသူ့ကိုအမှ2ကတော့သူတက်တက်လေးနော်ဒါလေးကချေကိုအမှတော့သူ x square ပုံစံပေါ်နေပြီဒါအဲ့တော့ဒီဘက်ကဒီ x သေးသေးလေးရဲ့နှစ်ကိုပဲချေကအရှိကို power law အနေနဲ့ချမယ်ပြီးရင်သူ့မှာရှိတဲ့ကိန်းနဲ့ချေကိုမျှပြီးတော့ပုံစံတိုင်းပဲပေါ်တစ်ထပ်ပုံစံပဲချေကိုပေါ်မယ်ပေါ့ပြီးပြီဆိုတော့ဟိုဘက်ကကိန်းကိုရွှေ့မယ်ပေါ့နော်
ဒါလေးကတော့သူ2ဒီတိုင်းထားမယ်ဘာမှသူမလုပ်ဘူး log 2h square ပေါ့နော်ပြီးရင်အပေါင်း10ဖြစ်သွားမယ်နော်ဒီနှစ်ကတစ်ဖက်ကြာလာမယ်10 log 2h minus 72 0ဖြစ်ပါမယ်အဲ့တော့အမှကျွန်တော်ဒါနှစ်ထပ်တစ်ထပ် constant တန်းဖြစ်ပြီဆိုတော့ရပြီချက်ချက်ကခွဲမယ်နော် 2h နဲ့ h နဲ့ထားလိုက်မယ်92ဆိုတော့ကျွန်တော်8 9လီ9 8လီရနော်အဲ့တော့သူ့ကိုကျွန်တော်8 9လီယူလိုက်မယ်ဆို9 2လီ18ဆိုရနော်8 9လီယူလိုက်မယ်အဲ့တော့9 2လီ18 18တည်းကနေ8ကိုနှုတ်တော့10ကျန်မယ်ဆိုတော့အပေါင်းအနှုတ်တက်လိုက်ရပြီအဲ့တော့သူ့ကိုအမှပုံစံပြန်ဖော်မယ်ဆိုတော့ 2h နေရာမှာ log 2h ထည့်မယ် 2 log 2a minus 8ဖြစ်သွားမယ်ပြီးရင်နောက်တော့ green ကကြတော့ log 2a plus 9ပေါ့နော်0နဲ့ညီမယ်အဲ့တော့ဒီတစ်ခုချင်းစီကိုကျတော့3ညနဲ့ညီရအောင်ဆက်တွက်မယ် minus a 0 log 2a plus 9 0ပေါ့ပြီးရင်တစ်ဖက်ရွှေ့မယ်ဆိုတော့သူကပါဝါတော့ဒီခါကျရင်တော့တင်ရပြီပေါ့နော်သူအဓိက h ပဲကျတော့ယူရတော့မှာဆိုတော့တင်လိုက်မယ် log 2a square equal to 8ပေါ့ပြီးရင် exponential ချိန်မယ်ဆိုတော့ a square equal to 28ထက်က2 power 8ဖြစ်သွားမယ်နော်ဒီလိုလေးပဲရင်ရေးလိုက်မယ်2 power 8အဲ့တော့28တက်ကကျတော့မှ256ရပါလေအဲ့တော့သူ့ကို square root ပြန်ရှာပါတော့ h equal to square root of 256ကကျတော့16ထွက်ပါမယ်ဒီဘက်ဆက်တွက်မယ်နော်အဲ့တော့ဒီဘက်မှာလည်းပဲ log 2h equal to minus 9ပေါ့အဲ့တော့ h equal to 2 to the power သူက minus 9ရမယ်ဆိုတော့သူ့ကိုကျတော့1 minus 2 power 9ချိန်မယ်ပြီးရင်2 power 9ကကျတော့512ထွက်မယ်ပေါ့အဲ့ဆိုရင်တော့ဒီနံပါတ်5အထိကိုနားလည်မယ်လို့ထင်ပါတယ်နော် challenge question နံပါတ်6ရဲ့ကျတော့ A ကိုစတွက်မယ်ပေါ့နော် A ရောက်ပါပြီအဲ့တော့ simultaneous equation ပေါ့နော်ဒါ solve လုပ်ခိုင်းတယ် system of equation နှစ်ခု equation နှစ်ကြောင်းဖြစ်သွားပြီနော် simultaneous ကျတော့ဒါ equation နှစ်ကြောင်းပါတယ်ပုံစံလေးဖြည့်ရှင်းပြီးတော့ဒါ h တွေ y တွေပေါ့နော်မတိကိန်းတွေကျတော့ရှားရတော့မယ်ပေါ့အဲ့တော့ပထမဆုံးအပေါ်က hy ကhy equal to 64ရဲ့ပြီးရင် log 8y equal to 2ပေါ့နော်အဲ့တော့ဒီအောက်ကနေကျတော့စာဖြီမှရမှာပေါ့နော်ပြီးတော့မှအပေါ် equation ကလွယ်နေတော့အဲ့တော့အောက်ကိုကျတော့ logarithm ကနေသူ့ကို exponential ချိန်မယ်အဲ့တော့ y equal to သူကအမှ a square ထွက်သွားပြီနော်အဲ့တော့ y equal to a square ရရင်ဒီ1မှာပြန်ထည့်ပြီးတော့တွက်လိုက်ရင်ရပြီ h into y နေရာမှာ a square ထည့်မယ်ပြီးရင်64နဲ့ညီမယ်ဆိုတော့ h cube equal to 64ဆိုတော့ဒါက h equal to q of 64ဆိုတော့4ထွက်ပြီပေါ့နော်အဲ့တော့ h equal to 4ရရင် y ကလည်းပဲ64ကို4နဲ့ပြန်စားပါဒီမှာကျတော့4ထည့်လိုက်မယ်ဆိုတော့ဒါကိုဒီမှာထည့်လိုက်လဲရပါတယ်4နဲ့ပြန်စားလိုက်လဲကျတော့16ထွက်မယ်နော်ဒီမှာထည့်လိုက်မယ်ဆိုတော့4နဲ့ထပ်16ဆိုတော့နော်ကြိုက်တဲ့စီထည့်လို့ရဒီမှာထည့်တာပဲဖြစ်ဒီမှာထည့်တာပဲဖြစ်ရပါတယ်နောက်ထပ်ကျတော့ number b ကိုဆက်ကြည့်နော်အဲ့တော့ b တော့ဒီမှာဆက်မယ်ထင်နော်ဒီနားလေးကတ်တော့လိုက်အဲ့တော့ 6b မှာကျတော့သူကအမှာ 2h equal to 4 power y နဲ့ဒီလိုပေးရမယ်နော်အဲ့တော့ဒီမှာ base 2အောင်ကျလို့လုပ်လိုက်လို့ရနော် base 2ရင် power နဲ့ညီလိုက်တယ် 2h equal to 2နှစ်နဲ့ထပ် y ဆိုတော့ h equal to 2y ရပါတယ်နော်အဲ့တော့ h equal to 2y ရမယ်ဆိုတော့သူခဏထားလိုက်မယ်ဒီအောက်ကဆက်ရှင်းမယ်ဆိုတော့အရှိမကိန်းနေပါတော့သူ့ power တက်တင်မယ် log y square equal to log ပေါင်းတယ်ဆိုတော့မြှောက်မယ် 5a equal to 3မယ်ဆိုတော့ y equal to 5a ပေါ့နော်အဲ့တော့သူကအဲ့ h ညမှာကျတော့ 2y ထည့်ပြီးတော့ဆက်တွက်လို့ရပါတယ်နော်5 into 2y ရမယ်ဆိုတော့ y square equal to 10y ဆိုတော့ဒါ y ကသက်စလိုက်ရင်တစ်ထပ်ခြေသွားပြီဆိုတော့ y equal to 10ရမယ်အဲ့တော့ y equal to 0.10ဆိုရင် h equal to 2 into 10ဆိုတော့20ထွက်သွားပါနော်ဒီလိုလေးရပါမယ်အဲ့ဆိုရင်ဒီ challenge ပုံစံ A နဲ့ B ကိုနားလည်မယ်လို့ထင်ပါတယ်နော်ကျတော့
C နဲ့ D ဆက်တွက်မယ်ပေါ့နော် C ကိုဆက်သွားပါမယ်နံပါတ်6က C ပေါ့အဲ့တော့သူကကြတော့ဒီမှာ equation 1နဲ့2ကနည်းနည်းလေးကိန်းနေများလာပြီပေါ့နော်အဲ့တော့ကျွန်တော်1ကိုအရှင်းဆုံးပုံစံဖြီထုတ်ကြည့်မယ်ပေါ့နော် equation 1အပေါ်အကြောင်းကိုဖြီထုတ်မယ်ဆိုတော့သူကအရင်ဆုံး log 4 h plus y equal to အပေါ်တင်မယ် power law သုံးမယ် 4h square ပေါ့ပြီးရင် equality သုံးမယ်ဆိုတော့ကျတော့ h plus y equal to h square ပေါ့နော် h ကိုကျတော့တစ်ဖက်စုလိုက်မယ်ဆိုတော့ y equal to h square minus h ဖြစ်သွားတယ်အဲ့တော့ y တန်ဖိုးလေးအမှအစားသွင်းဖို့အတွက်ထွက်လာပြီဆိုပြီးတော့ခဏထားလိုက်မယ်ပေါ့နော်ပြီးရင်ကျတော့အောက်က equation 2ကိုဆက်ကြည့်အဲ့တော့2မှာကျတော့သူကလည်းပဲဒီမှာ log 4y equal to အပေါင်းဆိုတော့မြှောက်လိုက်မယ်ပြီးရင် 3h ပေါ့နော် equality သုံးမယ်ဆိုတော့ y equal to 3h ရတယ်အဲ့တော့ y နေရာမှာဒါလေးထည့်လိုက်မယ်ပေါ့နော် h square minus a equal to 3h ပေါ့ပြီးရင်တစ်ဖက်ရွှေ့မယ် h square minus a minus 3a equal to 0ပေါ့နော်အဲဆိုရင် h square minus 4a equal to 0ဆိုတော့ဒီဘက်မှာတွက်လိုက်မယ်နော် h ကိုပုံထုံးမယ် h minus 4 equal 0ဖြစ်မယ်အဲတော့ h က0နဲ့ h က4ရသွားမယ်ပေါ့အဲတော့သူ့ကိုအမှပြန်ထည့်မယ်ပေါ့နော်တစ်ခုချင်းစီပေါ့အဲတော့ h က0ထည့်မယ်ဆိုရင် y ကလည်း0ဖြစ်မယ်ပြီးရင် h က4ထည့်မယ်ဆိုရင်တော့အမှ y က4နှစ်ထပ်အနှုတ်4ဆိုတော့16ထဲကနေပြီးတော့ကျတော့4ကိုနှုတ်မယ်ဆိုတော့12ရမယ်ကျတော့ d ကိုဆက်ကြည့်ပါမယ်နော်နံပါတ်6 d ဖြစ်မယ် hy equal to 640ဆိုတော့ကျတော့အမှသူ့ကိုရှင်းဆုံးပုံစံတစ်ခုခုထားမယ်ပေါ့နော် h ကိုရွှေ့လိုက်မယ် y ထားလိုက်640ကို h နဲ့ခဏစားရလိုက်ပေါ့အဲတော့အောက်က equation 2မှာပုံစံပြန်ဖော်မယ်ဆိုတော့ power law သုံးမယ် log 10 h square minus log 10 y equal သူကကြတော့အမှ log 10 square ပေါ့နော်အဲတော့အနှုတ်ဆိုတော့ကျတော့အစား h square y log 10 100ချိန်လိုက်ပြီး equality သုံးမယ်ဆိုတော့ h square y equal to 100ဆိုတော့အမှ y နေရာမှာကျတော့သွင်းတော့မယ်ပေါ့နော်ဒါ y ကိုဟိုဘက်ရွှေ့ထားလိုက်မယ် h square equal to 100y ပေါ့နော်အဲ့တော့ y နေရာမှာကျတော့ထည့်ပြီးဆိုတော့ y နေရာမှာ640နဲ့ကျတော့ဒီလိုနော် h နဲ့ထည့်လိုက်နော် y ကိုတွားလိုက်ရင် 100y မှာဒီမှာထည့်လိုက်ပြီပေါ့ပြီးရင် h ကကြတော့ကျတော့ဒါတစ်ဖက်ကိုညာချင်းတစ်ဖက်ကိုပြန်ရွှေ့မယ်ပေါ့နော်စားရတယ်ဆိုတော့ကျတော့တစ်ဖက်ကိုတွားမယ်တွားမြှောက်လိုက်မယ်ဆိုတော့သူကအမှ h cube ဖြစ်သွားမယ်ပြီးရင်ဒီဘက်မှာတော့ကျတော့640နဲ့ဆိုတော့6400ရမယ်အဲတော့6400ကို cube root ရှာမယ်ပေါ့နော် cube root 6400ဖြစ်သွားမယ်ဆိုတော့64ကကျတော့4ထွက်မယ်နော်3ည3လုံး1000ကအမှ3ည30ထွက်မှာဆိုတော့40ဖြစ်သွားပါမယ်ဒါ calculator သုံးလိုက်မယ်ရပါနော် sorry ဒီမှာ cube root ရေးဖို့ cube root ရေးဖို့ square root မှာရေးပြီလို့နော် cube root of ဖြစ်သွားမယ်အဲတော့ h ကရပြီဆိုရင်ဒီ y မှာပြန်ရှာမယ်ပေါ့နော် h က40ဆိုရင် y ရဲ့တန်ဖိုးက640ကို40နဲ့စားမယ်ဆိုတော့16ထွက်ပါမယ်ဆက်သွားပါမယ်နံပါတ်6ရဲ့ e ပေါ့နော်ဆက်တွက်မယ်အဲတော့သူကအမှ log 10 e နဲ့2ဆိုတဲ့ကိုနော်အရှင်းဆုံးပုံစံအပေါ်တင်ထားလိုက်မယ် log 10 b square ပေါ့နော် equality သုံးမယ်ဆိုတော့ a equal to b square ရမယ်ခဏထားမယ်ပေါ့ပြီးရင်ဒီဘက်မှာကျတော့သူကအမှနောက်တစ်ကြောင်းရှင်းကြည့်မယ် log 10 2a minus b equal to log 10 10ပေါ့နော်အဲဆိုသူအမှ 2a minus b ရကျတော့30ရအဲတော့သူ့ကိုအမှကျတော့ဟောပေါ့ a က b square နဲ့ကျတော့ညီရယ်ဆိုတော့ a နေရာမှာ b square လေးကိုထည့်ကြည့်မယ်ပေါ့နော် 2b square minus b minus 10ဖြစ်တော့ဒါစက်ချိတ်ကခွဲလို့ရပါတယ်ပေါ့နော်0ဖြစ်သွားဒါလေးတစ်ဖက်ရွှေ့လိုက်အဲဆိုသူကအမှကျတော့
သူ့ကိုတစ်ချိကလေးခွဲကြည့်မယ်ပေါ့ 2b နဲ့ b နဲ့ဖြစ်မယ်5နှစ်လီအနှုတ်အပေါင်းနော်ဒီလိုထွက်သွားနည်းနည်းဆို4ဖြစ်ပြီနော်ဒီပြန်ထွက်မယ်ဆိုအဲ့တော့သူကအမှ 2b - 5တခွင် b + 2တခွင်ရမယ်ဆိုတော့ b = 5ရွှေ့မယ်နှစ်စားမယ် 5/2 နဲ့ b ကအမှ -2 ဆိုတော့ဒါသူ့ကိုတစ်ခါတည်းခြေလို့ no solution လို့ပြလိုက်ပါနော်အဲ့တော့ b အမှ 5/2 ကိုခြေလို့ဒါဒသမချိန်လိုက်မယ် 2.5 ပေါ့နော်အဲ့တော့ပြီးရင်သူ့ကိုဒီမှာပြန်ထည့်မယ်ပေါ့ဒီဘက်မှာဒီတန်ဖိုး 2.5 ဆိုရင်ပေါ့နော် a ကဒီမှာခြေလို့ဖြစ်သွားမယ် 2.5 နဲ့ထပ်ဆိုတော့ 6.25 ရပါမယ်နောက်ထပ် f ကိုခြေလို့ဆက်သွားပါမယ်နော်နံပါတ်6က f ပေါ့အဲ့တော့သူကလည်းပဲဒီမှာ 4hy = 2h + 5ပေါ့နော်အဲ့တော့အမှခြေလို့ပါဝါကိုsorry အခြေကိုခြေလို့ကြည့်လိုက်တဲ့အခါမှာ4နဲ့2နဲ့ဆိုတော့2ကလေးပြောင်းချိန်လိုက်ပြီးတော့အရင်ဖြည့်ရှင်းကြည့်မယ်ပေါ့နော်2နဲ့ထပ်ဆိုတော့ 2 * 2h y 2 power 2h y ဖြစ်မယ်ပြီးရင် 2h + 5ဆိုတော့ဒါအခြေတူတယ်ဆိုတော့ power 2လိုက်လို့ရပြီ 2hy = h + 5ရမယ်အဲ့တော့ y တီးတန့်ထားပြီးတော့ h တွေတစ်ဖက်စုလိုက်မယ် h + 5/2h ပေါ့နော်ခဏထားတာအဲ့တော့အောက်မှာခြေက y နေရာမှာတော့ပြန်ထည့်ကြည့်ပါ log 2အနှုတ်ဆိုတော့ခြေကို y - h 1ပေါ့နော်အဲ့တော့1ကိုလည်းတစ်ခါချိန်လိုက်မယ် log 2 power 1လို့ချိန်ထားလိုက်အဲ့တော့သူ equality သုံးမယ်ဆိုတော့ y - h = 2 y = 2h ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုပြန်ညီလိုက်လို့ရပြီဒီက y နဲ့ဒီက y တန်ဖိုးနှစ်ခုနဲ့နော်ညီပြီးတော့ဆက်တွက်မယ်ပေါ့ h + 5/2h = 2h ပေါ့အဲ့တော့ချက်ချေကညှောင်းမယ်ဆိုတော့ 4h² ဖြစ်သွားမယ် 4h² နဲ့ဒါတွေကညာတိတစ်ဖက်မှာတော့ရွှေ့လိုက်တော့မယ် -5 နော် -8 - 5 0ပေါ့အဲ့တော့ 4h နဲ့ h နဲ့ထားမယ်ပြီးရင်5တက်ပြီပေါ့နော်အဲ့တော့4နဲ့5နဲ့ဆိုတော့ကျတော့ဖြစ်သွားမယ် minus plus တက်လိုက်ပေါ့နော် minus တက်လိုက်ဟာမှာအဲ့တော့သူကအမှ 4h - 5တခွင် h + 1တခွင်ရမယ်အဲ့တော့ h = 5/4နဲ့ h = -1 ထွက်မယ်ဆိုတော့တရားက no solution ဖြစ်သွားပြီပေါ့နော်အဲ့တော့ h = 5/4ကိုကျတော့ဒီမှာပဲစာသွင်းလိုက်မယ် y = 2 * 5/4ဆိုတော့2တလီ2နှစ်လီဆိုတော့ 5/2 ထွက်မယ်အဲ့တော့ h က 5/4နဲ့ y က 5/2ဆိုပြီးတော့နော်အဖြေထုတ်လိုက်ရင်ရပါပြီထပ်နံပါတ်9ကိုကျေဆက်သွားပါမယ် 7a ပေါ့နော် a ကိုရင်ကြည့်မယ်ပေါ့အဲ့တော့ a မှာလည်းပဲသူက show တက်လုပ်ခိုင်းတာပေါ့ဒီဘက်ခြမ်းက log h² y = တစ်ဖက်မှာကျတော့18ပေါ့နော် can be written as ဆိုပြီးတော့အဲ့ကနေရေးဖို့အတွက်ပေါ့နော်အဲ့တော့ဒီဘက်ကပေါ့ဒီပေးထားတာကိုဒီပုံစံချိန်လိုက်ရနော်ဒီမှာဒီနှစ်ခုညီချောင်းပြမှာဒီဘက်မှာသူ18ရှိပြီသားအဲ့ဒါကနေကျတော့ချိန်မယ်ပေါ့ power ဓာတ်ကိုတင်ကြည့်မယ် h² + log y = 18ပေါ့နော်အဲ့တော့မှာအပေါင်းကအနှုတ်ဆိုပုံစံပေါ်သွားပြီ log h² y = 18ဆိုတော့ဒါသူလိုချင်တဲ့show ဓာတ်ကိုရပြီးသားဖြစ်သွားပြီပေါ့နော်ဒီနံပါတ်9က b ကိုဆက်တွက်ပါမယ် 7b ပေါ့အဲ့တော့ 7b မှာကျတော့ log h² y 18နဲ့ log h by y 2ပေါ့နော် y cube 2ပေါ့အဲ့ဒါ1 2ပေးထားပြီးတော့ log h နဲ့ log y နဲ့ကိုရှာခိုင်းတယ်ပေါ့နော်အဲ့ဒါကျတော့အမှအရင်ဆုံးသူ့ကို1ကိုကျတော့ဖြည့်ကြည့်မှာပေါ့နော်အမြောက်ဆိုတော့အပေါင်းပုံစံနဲ့ပြန်ဖြည့်ကြည့်မယ် log h² + log y = 18ပြီးရင် power ရှေ့ချကြည့်မယ် 2 log h + log y = 18နော်အဲ့တော့ log y တန်ဖို့လိုချင်တော့log y ကိုထားကြည့်မယ်18 minus တစ်ဖက်ကို log 8ကိုရွှေ့လိုက်နော်2 log 8ဆိုပြီးရသွားတယ်အဲ့လိုရအဲ့ဒါကကျတော့
တစ်ခုထွက်သွားပြီဆိုခဏထားလိုက်အောင်ပေါ့နော်နောက်တစ်ခုကနေဆွဲထုတ်ကြည့်တာပေါ့ log y တန်ဖိုးကလို့ထွက်ပြီဆိုနောက်တစ်ခုဒီမှာအစားကိုလည်း equation နောက်တစ်ကြောင်းပေါ့နော်အစားကိုလည်းကျေအနှုတ်ပုံစံချိန်မယ် log a minus log တွေဝင်ပြီးတော့ပေါ့နော် log y2 equal to 2ပေါ့ပြီးရင်ကျေဟိုဖြစ်မယ်ဒီရှေ့ချကြည့်မယ် sorry 3 log y2 ဖြစ်သွားမယ်အဲ့တော့အမှကျေ log y နေရာမှာဒါလေးကိုထည့်ကြည့်တာပေါ့နော် h ကိုရှားမှာဆိုရက်ဆက်တွက်မယ် log h minus 3 into 18 minus 2 log a equal to 2ပေါ့နော်ပြီးရင်အမှမြောက်မယ် log a minus ဆိုတော့18 3နေရာ54ရပြီးရင်အနှုတ်နှစ်ခုအပေါင်း2 3 6 2ပေါ့နော်အဲ့တော့ဒါကအမှကျေဟိုဖြစ်လိုက်မယ်ဖြည့်ရှင်းမယ်ဆိုတော့ log 8နဲ့အမှ6 log 8ဆိုတော့ကျေအဲ့နှစ်ခုကိုပေါင်းလိုက်လို့ရ log 8 log 8ကျန်သူအရှိမဘာမှမရှိ1ဆိုတော့လေ7 log 8ဒီ54ကတစ်ဖက်ကိုသွားလိုက်56ဖြစ်သွားနော် plus 54ဖြစ်ပြီးတော့အဲ့တော့7က8ကြတော့မှအရင်သွားပြန်စားလိုက်ပေါ့နော် log 8 7ဒီပိုင်းမတင်ရတော့သွားစားလို့ရ56ကို9နဲ့စားမယ်ဆိုတော့8ထွက်မယ်အဲ့တော့သူ့ရဲ့ log 8ရဲ့တန်ဖိုးက number 8ရမယ်အဲ့တော့ number 8ရရင်ကျတော့ log y မှာပြန်ထည့်ကြည့်ပေါ့နော် log y မှာ18 minus 2 into 8ဆိုတော့ရှင်းတယ်လီ16ဆိုတော့သူက2ထွက်သွားပါမယ်အဲ့ဆိုရင်သူလိုချင်တဲ့ log 8တွေ log y တွေတန်ဖိုးတွေကိုရရှိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ချက်ရှင်းပြပေးသွားတဲ့သင်ခန်းစာလေးကတော့ 6.4 ရဲ့ logarithmic equation တွေကိုကျွန်တော် solve လုပ်တယ်ပေါ့နော်သင်ခန်းစာလေးကပြီးသွားပြီဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်